အခါကြီးရကြီးများဆိုပိုပြီးတတိယတန်းတာမိနေရွာဖျားပွဲအလှဝဲတိုင်းမလီတားလဲတူနွဲချင်လာဝေကိုရွာကိုထားနေပြန်ညင်ပါတော့လေမိမိနဲ့ဖုန်ပြောတဲ့အခါတွေအစင်ပြေပါတယ်မိမိမပင်မမဘူးအမေအစင်လွမ်းနာလေးနဲ့အိမ်ပြန်ခြင်းနဲ့အကြောင်းအမေသားပြောမထွက်ခဲ့ဘူးအမေနိုင်ငံရဲ့ချာကတိုင်းတစ်ပါးမှမပြောဘူးမေမေရှိရွယ်ချက်များပြည့်ရင်သားအပြည့်ပြန်ခဲ့မယ်အမေအဖေမေအတွက်ဆိုနှစ်စာတိုးလို့ကြိုးစားရှာမလီအနန္တကျေးဇူးတွေအထူးဆက်မဲ့အမေသားပါအမေတခါတလေတော့လဲထားနေလွတ်လို့ကြားတဲ့မျက်ရည်ခွဲခွာရရှိကြတော့အသက်မဖို့ခက်ရပြီမေမေတာမြန်ဘူးငါမငိုပဲကြားတဲ့ဒီအလွန်မျက်ရည်အများမမြင်အောင်တာရင်မချိတ်နေလွန်နေအမေကျမပါစေမိမိကျမပါစေတရားဝင်လိုက်ရှိခိုးချသားမောင်စုချွေသူရဲ့ဆိုင်ပြိုးတဲ့အချိန်လေယာသိမ်းလုပ်ငန်းချိန်သားမရှိတဲ့အခုအချိန်นี้ဖေဖေမေမေနိုင်နေမှာမလားသားတွေးပူတဲ့အမေအခါကြီးရကြီးများဆိုပိုပြီးတတိယတန်းတာမိနေရွာဖျားပွဲအလှဝဲတိုင်းမလီတားလဲတူနွဲချင်လာဝေကိုရွာကိုထားနေပြန်ညင်ပါတော့လေမိမိနဲ့ဖုန်ပြောတဲ့အခါတွေအစင်ပြေပါတယ်မိမိမပင်မမဘူးအမေအစင်လွမ်းနာလေးနဲ့အိမ်ပြန်ခြင်းနဲ့အကြောင်းအမေသားပြောမထွက်ခဲ့ဘူးအမေနိုင်ငံရဲ့ချာကတိုင်းတစ်ပါးမှမပြောဘူးမေမေရှိရွယ်ချက်များပြည့်ရင်သားအပြည့်ပြန်ခဲ့မယ်အမေအဖေအမေအတွက်ဆိုနှစ်စာတိုးလို့ကြိုးစားရှာမလီအနန္တကျေးဇူးတွေအထူးဆက်မဲ့အမေသားပါအမေတခါတလေတော့လဲထားနေလွတ်လို့ကြားတဲ့မျက်ရည်ခွဲခွာရရှိကြတော့အသက်မဖို့ခက်ရပြီမေမေတာမြန်ဘူးငါမငိုပဲကြားတဲ့ဒီအလွန်မျက်ရည်အများမမြင်အောင်တာရင်